ဒီဇင်ဘာလ28ရက်မှာစတင်ပြီးကုန်စည်နှုန်းကြီးမြင့်လာခြင်းနဲ့ငွေကြေးတန်ဖိုးလျော့လာခြင်းတို့ကြောင့်တီဟီရန်မြို့တော်ပါဝင်မြို့ပေါင်း20ကျော်မှာလူထုအောင်ကြွမှုကြီးဖြစ်ပွားနေက86နှစ်အရွယ်အီရန်ခေါင်းဆောင်အလီခါမီနီမှာမိသားစုနဲ့အတူမော်စကိုသို့ထွက်ပြေးရန်စီစဉ်နေကြောင်းသိရှိရပါတယ်။အီရန်မှာစားသောက်ကုန်စည်နှုန်းများ82%ထိမြင့်တက်နေပြီးငွေကြေးဖောင်းပွားမှုနှုန်းမှာတစ်နှစ်အတွင်း42.2%ထိရှိလာတာကြောင့်အမျိုးသမီးများလူငယ်များပါမကျန်အီရန်ပြည်သူများကခါမီနီဆက်သိမ်းပါစေအစိုးရကြဆုံးပါစေဆိုသောကြွေးကြော်သံများဖြင့်အစိုးရရုံးများကားများကိုမီးရှို့ဖျက်ဆီးခြင်းနဲ့ခါမီနီပုံများအီရန်လန်များမီးရှို့ဆန္ဒပြမှုများပြင်းထန်လာနေပြီလည်းဖြစ်ပါတယ်။ထို့နောက်အီရန်လုံခြုံရေးတပ်များကဆန္ဒပြသူများကိုပစ်ခတ်ရာအနည်းဆုံး12ဦးသေဆုံးပြီးကလေး3ဦးပါဝင်က90ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ရင်းဆန္ဒပြပွဲများကြောင့်ခါမီနီသည်ပြည်သူများအားအီရန်ငွေရီယယ်10 သန်းစီစတာလင်ပေါင်9ပေါင်ခွဲပေးမည်ဖြစ်ကဆန္ဒပြမှုများရပ်ကြရင်ကန့်လန့်ခဲ့ပါတယ်။အီရန်လူဦးရေတန်း80ကမိတို့များလက်မခံဘဲအစွမ်းကုန်တိုက်ပွဲဝင်ရန်ဆုံးဖြတ်ထားကြောင်းလည်းသိရှိရပါတယ်။